အာ
Yeah. Good. Thank you. Còn là thì là Sydney mà tôi lên là mấy chị ấy. Anh tính là không phải. Well, my nephew. My nephew told me. Hi, nice to meet you. Nice to meet you. I'm so happy. Try. အများကြီးဝမ်းသာပါတယ်ဒီနဲ့ဒီအရင်ရင်းနေတဲ့တွေ့ရတယ်အမေစီလေးနဲ့အကုန်လုံးဝမ်းသာလိုက်တာအဲ့ဒါပါကျိုးခုန်နေကြတဲ့ငယ်ချင်းတွေကျိုးခုန်နေကြတယ်โอเคMy brother Jamal. What? Thank you. Hi from Australia. You came from Hey, more đi. Mama ija. Bố ra khỏi em biển This is my childhood best friend. Hi, hello. Nice to meet you. Nice to meet you. That's the brother. My brother. Hi, nice to meet you. Jennifer. Hi, I'm Jen. Hi, yeah. North Asian from Ontario. Sorry. Yeah. We all came from Australia. We all live in Sydney. Yeah. Another one. Đi mà lo nhiều mà. Đó là Sydney mà chú bên nè. The Lisa. Scarlett. Jen နဲ့သူရဲ့သားလေးနဲ့သမီးလေးတို့က Sydney Australia Sydney Australia လာတာပါသူရဲ့အဖေနဲ့အမေနဲ့ပေါ့လေနော် Come to visit all the relatives in Yeah. LA. How many years? Oh, the last time I was here Zara was like 3, so about 10 years ago. Oh, 10. Last time I was here was probably about, you were about 3 or 4. Yeah, 10 years ago. 10 years ago ဆိုလို့ရှိရင်ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာသိတာပေါ့နော် Yes. ဒီဖုန်းကြောင့်မရောက်ဘူးသေးဘူး No. ရောက်ဘူးသေးဘူး Yeah Tata how are you You look cute Tired. Yeah. Tired. Big day yesterday. Me too I mean it's good Yes. So beautiful Big day yesterday. childhood friends. Me was your friend. Right, so they're in their 20s. 21 now, 17 right. That's 42. Okay, it's very late. Very late. Very late.
လာတို့တော့မတွေ့ရတာပေါ့နော်တွေ့ဖြစ်ပါတယ် တွေ့ပါလေတွေ့ပါ မနေ့ကရောက်တယ်မနေ့ကကြွရမှာ တပြန်မနေ့ အိုး တောက်ကြနေနော် ဒီမှာပြန် ဟမ် ဟုတ်လား တိတ်မစားဘူး ဘယ်နည်းပြန်ကြပါနောက်ဆက်တည်းဆက်တည်းဘောဒီတော့လက်ပေါ်ရိုက်လက်ပြီးတော့လေးတဲတော့ပြောဒီတော့ တို့ကြည့်မယ် ready go 1 2 3ခိုင်းမယ်1 2 3 ဆောင်းလာကြပြေးမလို့တော့ဘူးနော် ဘုံမီတိုင်းပါ ဒါတပည့်ကမရဲ့ညီမ ဟုတ်လားဩဟုတ်ပြီဗျာတွေ့ရတော့ဝမ်းသာပါ ဂျက်စကာခေါ်တင်တယ်ဝင် တင်တယ်ဝဲ ဝီသမီးရဲ့ စစ်တယ်ဒီမှာသူတို့ကြောင်းတဲတာ ဟုတ်တယ် ဝတ်တာတယ်ဝတ်တယ် မတိလိုက်လို့ဘုံဘုံရဲ့ မနစ်ကရောက်တယ်စနေက ခေါ်နေတယ်ဘုံဘုံကဒါ ဒါမျိုးဘုံကလည်းမနေငယ်ဆုံးပါလေဒီဘက်မှာ၄ယောက်ရှိတာရှက်တယ်ရှက်တယ်ပြပါဘာဒီမှာဒါ ဒါမယ်1 2 3ဒါမယ်1 2 3အာယု Disneyland တွေပါ This is This is လည်းတော့မရောက်သေးဘူး Universal Studio တော့ရောက်ပြီ Universal ရောက်ပြီ Universal ရောက်ပြီရိုင်းမယ်1 2 3ရိုင်းမယ်1 2 3ရပြီရိုင်းမယ် ညမီတယ်ပေါ့နော် ဆရာတော်မှမယ်ဆရာတော်မှမယ် တပိတော့မမလည်းဒီ17ရက်နေ့အဲ့ဒီ ဟိုဘက်ကျတော့ဒီနေ့ရောက်ပါလား ဒါစ ဒါကစိတ်ကူးစမှရှိပြီစား ပြီးတော့မှဓာတ်ပုံရိုက်လေးမှာတရားမဝင်တာလေး ဆိုရင်ဘုံဘုံတို့ရှေးဥစွာငါးပါးသီလခံရင်စောင့်ပြီးပါပြီးရင်ဘုံဘုံတို့တဏှာတော်များကအသက်ရှည်အောင်ကျန်းမာအောင်အနေနဲ့ကင်းအောင်ပြီးရှင်းအောင်စီဝါလက်လာပါတွေတိုးတက်အောင်ပြီးတရားတော်များချင်းမြင်ပေးမှာဖြစ်ပါတယ်ပြီးရင်တရားစကားနာကြပြီးရေစက်ချမျှဝေမှာဖြစ်ပါတယ်နော်ငါးပါးသီလခံရင်စောင့်တည်ကြဖို့ဩဃာတသရောယုနဲ့ညီညာပြပြကြောကြပါသူတော်ကောင်းဘူးဩဃာတဩဃာတဩဃာတကာယကစိစိနံမနောကံသဗ္ဗဒောတခတိန်သောဤတို့ကိုရောက်ပါစေခြင်းကျိုးပါပထမဒုတိယတတိယခြေသုံးကြိမ်မြောက်အောင်တရားယေရနာတရားယေရနာသံဃာယေရနာယေရနာမြတ်သုံးပါးဤပါဆရာဓမ္မတို့ကိုအယုအသေးအလေးမြတ်လက်ဆုံးမူ၍ရှိခိုးပူဇော်ပူညောမှန်လျှော့တော်ပါ၏တရားတရားသံဃာယရဏမြတ်သုံးပါးဆရာသမားတို့ကိုယုတ်တိမြတ်တို့လက်ဆုံးမူ၍ရှိခိုးပူဇော်ဘုံမြောမှန်လျှော့တော်ကြရသောကာမဝဆရဘဏ္ဍမှာကောင်းမှုကုသကံစေရနာသောတိကြယတိတိလာကောင်းမှုကုသကံစေရနာတရားမှုရှိသောသံဃာတော်ရှင်သူများတို့အားမောင်မြတ်စွာတော်ဆောင်ခဲ့သောဘောဓိကျူချင်းရတာမြောက်များတို့နှင့်တကွာလူရမောယပြာပြာတို့ကိုစက္ကပ်လူကံကြရတိဒါနကောင်းမှုကုသကံစေရနာဤစေရနာပြာပြာတို့ကြောင့်အနိဒဗေဒယမံခတ်သိဘဝတိုင်းဘဝတိုင်းကင်းလွတ်ခြင်းကြဒုံတိတာပြုအသက်ရှိခြင်းစင်လာခြင်းခေါ်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံသောအာနုဘောကြီးခြင်းမူစွာသောအကျိုးတရားတို့နှင့်ဘဝဇတ်တိုင်းဇတ်တိုင်းပြည့်စုံကြကုန်ပြီလေဒါနသီလသမာဓိပညာနိရိကန္တသုတ္တရာကျင့်ပေါ်ရာတရားလေးပါးတို့ကိုဘဝမှာ
စွာဘုရားသာသနာတော်ရဲ့အနှစ်ပြည့်သောဘုနိဗ္ဗာန်ဘုဒ္ဓတော်လောကုတ္တရာတရားတော်တို့ကိုအရဟတဘုရားလင်းမြန်တို့ကြောင့်မျက်မှောက်ပြုနိုင်လွယ်ကြသည်ဖြစ်ကြပါစေအဟံဗန္တိဣတရဏေနတဟပင်စတိလံဓမ္မယာသာမိအလောကံကတဝါသီလံဒီတာမေဗန္တိဒုတိယံမိအဟံဗန္တိဣတရဏေနတဟပင်စတိလံဓမ္မယာသာမိအလောကံကတဝါသီလံဒီတာမေဗန္တိတတိယံမိအဟံဗန္တိဣတရဏေနတဟပင်စတိလံဓမ္မယာသာမိအလောကံကတဝါသီလံဒီတာမေဗန္တိယမဝဒာမိတဝရိထနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယမိဗုဒ္ဓံတရဏံကိသာမိဒုတိယမိဓမ္မံတရဏံကိသာမိဒုတိယမိသံဃံတရဏံကိသာမိတတိယမိဗုဒ္ဓံတရဏံကိသာမိတတိယမိဓမ္မံတရဏံကိသာမိတတိယမိသံဃံတရဏံကိသာမိတရဏဂမအာဒိနာဒါနာဝိရမဏိတေကဗရံသမာတိယာမိကာမေတုမိစ္ဆာသာဝိရမဏိတေကဗရံသမာတိယာမိဘုဒ္ဓဝါဒဝိရမဏိတေကဗရံသမာတိယာမိဒုရမေရယမိစ္ဆဗမာဒဒနာဝိရမဏိတေကဗရံသမာတိယာမိဣဒံမေပုံညာအာတဝတ္တယံအာဝံဟောတုဣဒံမေသီလံနိဗ္ဗာနန္တဘေစယောဟောတုတိတရဏေနသဟပင်စသီလံသာဓုတံကတဝန္တမံအပမတိနသမ္ပါတိသာစေတနီမြို့ပါရမီကျောင်းတရားကြီးဒေါက်တာသောမတ်ပါရမီကျောင်းဓမ္မကြီးဒေါက်တာရိုးစ်ဓမ္မကြီးဒေါက်တာရိုးစ်မိသားစုတို့နဲ့တကွအားလုံးသောဆွေမျိုးမိတ်တင်ငါများဓမ္မမေကျွေးသူတော်စင်များအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြစေဖို့ဘေးတန်တန်ရန်တွေအန္တရာယ်ခတ်သိမ်းနေကင်းကျင်းကြစေဖို့ကောင်းကျိုးချမ်းသာမင်္ဂလာဒုက္ခစီးပွားဥစ္စာတွေတစ်နေ့တစ်ကြတိုးတက်ကြီးပွားကြစေဖို့မကောင်းသောဘေးမကောင်းသောတံမကောင်းသောရံမကောင်းသောဂျိုစီဂျိုနေမကောင်းသောတိမ်နမေ
အနောက်ရှက်တာစီအတိုက်ခိုက်မှုတည်းများကင်းပြောက်ကြစေဖို့သမ္မာရိဝဓမ္မနာကောင်းတာပေါင်းတို့နဲ့တကွာသာသနာတော်ဆောင်နတ်မင်းကြီးတို့ရဲ့အကူအညီထောက်ပံ့ဆောင်ရှောက်ကိုရရှိခံစားကြစေဖို့ကျမ်းမာရေးထူကောင်းပေါ်ရစေဖို့ဆရာတော်သံဃာတော်ရှင်သူမြတ်တို့ကမေတ္တာရှိထားကဘေးတရားတော်များရွတ်ပါတရစေချင်းမြတ်ပေးမှာဖြစ်ပါတယ်ရိုးရိုးသေးသေးယုံယုံကြည်ကြည်နဲ့နာယူကြပါတရားတော်မှာပေါင်းသူတော်ကောင်းတို့ဆရာတော်သံဃာတော်ရှင်သူမြတ်တို့ဗျာသမန္တမစာ၍နမောတတမေတ္တာတော်ဘုဇင်တော်ဖယားကုံတရားကုံသံဃာကုံယန္တောနိမိတ်တံသုံးဂါထာဘဝတုသမ္မမင်္ဂလံသုံးဂါထာတို့မေတ္တာရှိတာအစဉ်အတိုင်းယူပွားတရစေချီးမြှင့်ပေးသနာတော်မူကြပါဗျာသမန္တာသကဝါလေတို့ဟတရာကိသံတို့ဒေဝတာအဓမ္မမုနိရာဇတသုဏံဒုတကမောကတံဓမ္မသောနာကာလောအယံပတ္တန္တာဓမ္မသောနာကာလောအယံပတ္တန္တာဓမ္မသောနာကာလောအယံပတ္တန္တာနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသောရတိတိဝမတ္တန္တိတောဒုက္ခံသုဝနိသောသောသဗ္ဗပတိစိနာပတ္တိဧဝပါဏိကုဏောမေတံပရိဒံဓမ္မနာမဟေကရဏီယမထာကုသလေနယတတတံပဒံပိတမေသသံဃောဥစုသတုစုသတုဝဇောသတ္တဘုရောနာတိမာတိတန္တုံတကောသတုဝရောသအမတိဇောသတလဟုကာဟောတိတန္တေတရိယောသနိပကောသအဘဂဘောကုလိတောအနန္တုခိတောနာဇာဂေါတမဇရိကေတိယေနဝိညုပရိဥပဝရေယောဒုခိနောဝါခိမိနောဒုသဗ္ဗတတ္တဘောဒုဒုခိတတ္တယေကေစိပါဏာမုဒ္ဒတိတတဝါဒဝရဝနဝတေတာတိယဝါယေဝမန္တမေဇိမာရတကအနုကဒုလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအာဝိဒုရေဘုဒ္ဓဝါသံဝေတိဝသဗ္ဗတတ္တဘောဒုဒုခိတတ္တနာမရောပရဏိကောဘေနနာတိမေနိတတတ္တသေနခေတိဗျာရောဒနာမဏိကတေညာနိညာမိညတဒုက္ခမေသေယမာဒာယနာနိယံဗုဒ္ဓမာယုကဧကဗုဒ္ဓအနုရကေဧဝမေတ္တဝဗုတေတုမာနတံဘာဝယေအပရိမာဏံမေတ္တေဇာတဝလောကတမိမာနတံဘာဝယေအပရိမာဏံဩဃံဒောဇာတိရိယံဇာတမတံအဝိဓမ္မတပတ္တံဒိဋ္ဌံဇရဏိတေနောဝတယံသောယဝတတ္တဝိဒမေတောဣဒံတရေနေတိယမြမမေတံဝိဟာရမိဓမ္မာဝဒိဋ္ဌိဇာနုပကမ္မတိလဝါဒတနေနတံပန္နောကာမေတုဣရိယဂေရံနာယိဇာဒုက္ခပတေယပုဏ္ဏရေတိသန္တာရေတန္တရံဒါနံသမ္မဒုက္ခဝိနာတတေသာဒတမေဇမောဇင်ေမာရတေနဗမတနေဘောဇေနဝယေစိမေတတ္တာတိဘဝမုဒ္ဒဂௌတမအာဇာတိမဇရပြတေယမတနေဝယံကတာဧဝမာရေဂုဏုပေတံအနိကဂုဏတေနံဩတရေဇာဣမမန္တံဘောဇင်ကိဉ္စပနာမဟေ
ဘောဇင်ကောတတိသင်္ကာတောဓမ္မတံဝိဇယောတတ္တာဝိရိယံပိတိပတ္တိဘောဇင်ကာသတတမရေသမာဓုမေဃဘောဇင်ကာတတိတေတဗ္ဗတတိနာမုနိနာသမ္မာတခန္ဓာမဝိတာပုရိကတာသာဝတ္တိအဘိညာယနိဗ္ဗာနာယသဘောဓိယဣတိနာတိသဝစေနတုတိတေယောတုတပ္ပတာဧကတမေတမေနာတောမောက္ခလာနေသကတ္တပံဂီလာနေတောကိတေတေတဝါပုဇင်ကေနတ္တတေတယေဒေဇာတံပိဏတေတဝါရောဂမုစိတုတေကနေဣတိနာသစ္စာဝစေနတုတိတေယောတုတပ္ပတာဧကရာဓမ္မရာဇာပိကေလညေနာပိပိလိတောသောနတေရေနာတံယေဝပနာမိတဝါနာသာရဏံသံမောတိတဝါနာအာဘာရဓမ္မဩဒတိဌာနတောဣတိနာသစ္စာဝစေနတုတိတေယောတုတပ္ပတာဗိနံဒေသအာဘာရဒိဏနာပိမဟေတိနာမဂန္တံကိလေသာဝပတ္တနုပ္ပတ္တိဓမ္မတံဣတိနာသစ္စာဝစေနတုတိတေယောတုတပ္ပတာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္ပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိတတံဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသွားကတောဘဂဝါတဓမ္မောတန္တေတိကောအာကာလိကောဧမတိကောဩပါတိကောဒေဇတံဝိရိတဘောဝိညုဟိသောပရိမာနောယောဝတောသဝကတံကောသောပရိမာနောယောဝတောသဝကတံကောယာယမတိပန္နောယောဝတောသဝကတံကောသာမေဇမတိပန္နောဘဂဝတောသဝကတံကောယတိတံသတ္တာရိပုရိသယုခာနိအတ္တပုရိသပုဂ္ဂလာဧသာဘဂဝတောသဝကတံကောအာဟုနေယောပါဟုနေယောတကိနေယောဣဇလိကရဏီယောအနုတ္တရံပုံညခိတံလောကတံဧဝဘုဒ္ဓံတရဏံဓမ္မတံကိဉ္စဘေကောဘေယဝါသမိတတဝါလောမဟံတောနာယတတိယံတောနိမိတံဝမေကလေသယောသမနာဘောတကုဏတတံတောပါဘယောတတုပိနာအာကတံဘုရားနုဘာဝေနဝိနာတမေတောယံတောနိမိတံဝမေကလေသယောသမနာဘောတကုဏတတံတောပါဘယောတတုပိနာအာကတံဓမ္မာနုဘာဝေနဝိနာတမေတောယံတောနိမိတံဝမေကလေသယောသမနာဘောတကုဏတတံတောပါဘယောတတုပိနာအာကတံသံဃာနုဘာဝေနဝိနာတမေတောဘဝတုတဝမေငလရကံတုတဝဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာတုခိဘောတုတေဘောတုတဝမေအလရကံတုတဝဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာတုခိဘောတုတေဘောတုတဝမေအလရကံတုတဝဒေဝတာသဗ္ဗတံဃာနုဘာဝေနတရာတုခိဘောတုတေသာဓုသာဓု
ဒီနေ့ဘုံဘုံတော့ဩစတြေးလျနိုင်ငံစစ်ဒနီမြို့ပါရမီကျောင်းကအကျောင်းမာကြီးများပြကြတဲ့တရားဤမာကြီးများအမေရိကန်နိုင်ငံအရောက်လာပြီးတော့အတူသာကျောင်းတော်ကြီးမှာကုသိုလ်ကောင်းမှုတွေပြုလုပ်ကြတာအလုံးကိုဘုံဘုံတို့သာဓုခေါ်ပါတယ်အလုံးကိုဝမ်းမြောက်ပါတယ်ပြောချင်ပါတယ်နော်ဘုံဘုံတို့စေတရီမြို့မှာပါရမီကျောင်းစေတရီမြို့ကိုကြွားရလာတဲ့ဆရာတော်တန်ခါတော်အရှင်သူမြတ်တွေအရှင်သူမြတ်တိုင်းတရင်သုံးကြတဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်အဲ့ဒီမှာတရားဟောတရားပြဓမ္မစံပီတိသင်ကြားပြတာတဲ့ဌာနကြီးတစ်ခုလည်းဖြစ်ပါတယ်ဘုံဘုံတော်အဇူဇာဆရာတော်မြတ်ပဒန်းဆရာတော်တို့လည်းပဲကြွချီးပြီးတော့အဲ့ဒီမှာပဒန်းတင်န်းကြီးပေးဘူးပါနော်ပေးပါတရားဓမ္မတွေဟောဘူးတယ်ပြဘူးတယ်အလုံးကိုကျေးဇူးများတဲ့ကျောင်းတော်ကြီးဖြစ်ပြီးတော့အလုံးကိုကျေးဇူးများကြတဲ့ကျောင်းသားကျောင်းပါကြီးများဖြစ်ပါဒါကြောင့်ဆရာတော်တန်ခါတော်သာသနာလောကမှာတော့ဘုံဘုံတို့ကျောင်းသားကျောင်းပါကြီးများမသိသူမရှိပါဘူးနော်အလွန်ထင်ရှားကြော်ကြားတဲ့ကျောင်းသားကျောင်းမကြီးဖြစ်ပါဘာကြောင့်သံဃာတော်အရှင်သူမြတ်တွေစေတနီကြွားရောက်တိုင်းပါရမီကျောင်းတော်ကြီးမှာကြွားရောက်ကြတာလဲတရင်သုံးကြတာလဲကြည့်မယ်ဆိုလို့ရှိရင်ဘုံဘုံတော်ကျောင်းသားကျောင်းပါကြီးများနဲ့ပါရမီအဖွဲ့သူအဖွဲ့သားတွေတရားဓမ္မတွေအားလုံးအလုံးကိုသာသနာတော်ကိုကြီးညိုကြတယ်လေးစားကြတယ်စေနာမေတ္တာတွေအလွန်ကြီးမားကြတယ်သံဃာတော်ရှင်သူမြတ်တွေကိုရိုးရိုးသေးသေးလေးလေးစားစားနဲ့ပြုစုကြဆောင်းရှောက်ကြလူလေးလေးမရှိအောင်ပြုစုဆောင်းရှောက်ကြတဲ့တရားဓမ္မတွေဖြစ်ပါနော်ဒါကြောင့်ပါရမီကျောင်းတော်ကိုကြွားရောက်ပြီးတော့တရင်သုံးကြတယ်ဘုံဘုံတို့ဒီကလေးနှစ်ကနော်မေဘုံမြို့မှာဒိဋ္ဌဘပွဲလာရတဲ့သာမတွေဘုံဘုံတော်ဘာ20ကျော်လောက်ကျောင်းတော်ကြီးမှာနေပြောပါအဲ့ဒီမှာတရင်သုံးကြနော်တကယ်ကိုဝမ်းမြောက်စရာကောင်းတယ်နော်တရင်သုံးကြအဲ့ဒီမှာတရားတွေဟောကြဘုံဘုံတော်တရားကြီးတို့မာကြီးတွေနဲ့ပါရမီပွဲသူပွဲသားတွေလည်းဟိုဒီလိုက်ပို့ကြအလုံးကိုပြောစရာကောင်းတယ်နော်ဘုံဘုံတော်ကောသဘာကျောင်းဖွင့်ပွဲနော်ဖွင့်ပွဲသိလို့ပွဲမှာဘုံဘုံတော်စကြွပါရမီကျောင်းမှာပဲဘုံဘုံတော်တဲရပါအသွားတော်ကတော့ခဏအဲ့ဒါညကောင်အေးရပါနော်ခဏဆွန်စားအဲ့ဒီမှာတရင်တော့နားပြီးတော့ကောသဘာဆက်သွားကြအပြန်ကြပါဘုံဘုံတော်အဲ့ဒီမှာနားပါတယ်နော်တဲရအလုံးကိုချမ်းသာတဲ့နေရာစိတ်ချမ်းသာစရာနေရာဖြစ်ပါဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုလို့ရှိရင်ဘုံဘုံတော်ပတိနေရီကောသလမင်းကြီးကိုမြတ်စွာဘုရားဟောပြတယ်နေရာဌာနတစ်ခုကျောင်းတစ်ခုနေရာဌာနတစ်ခုသာဃာတော်ရှင်သူမြတ်တွေဧည့်သည်တွေမလာခြင်းနဲ့အ
အကြောင်းကလည်းပဲ9ချက်ရှိတယ်နော်လာခြင်းနဲ့အကြောင်းကလည်း9ချက်ရှိတယ်ဟုတ်အာဂန္တုဧည့်တယ်နော်ကိုယ်စီလာမလာဟာအကြောင်း9ချက်ရှိတယ်ဒီကောသလမင်းကြီးဆိုတာတာဝတိဘယင်ပဲနော်တာဝတိမှာကမြို့ရဲ့အနောက်တောင်မှာဇေတဝင်ကျောင်းရှိတယ်အရှိဘမှာဝိဒါကဆောက်တဲ့ပုဗ္ဗယုံကျောင်းကြီးရှိတယ်တာနာတွေထောင်ချီတဲ့သုံးရတယ်ကောသလမင်းကြီးကမနက်ဆိုလို့ရှိရင်တာနာတွေကမြို့တောင်ဘက်တကားကနေပြီးတော့ဇေတဝင်ကျောင်းကနေတာနာတွေမြို့ထဲဆုံးခံနေကြွကြနော်မြို့ထဲကြွကြမြို့ရှိဘက်တကားဘောကနေပုဗ္ဗယုံကျောင်းကတာနာတွေကမြို့ထဲကြွကြနေ့တိုင်းလည်းလို့ပြားမှတ်ခမ်းမြတ်ကြွကြတာငါတွေကောင်းကြီးတဲ့တော့တနေ့တော့ဘောဓရဘယင်ကြီးကမနက်မိုးတော့လဲရောက်တော့ဘုံကနစစ်ပြတ်တကားတွေမြို့ရှူစားတာပေါ့မြို့ရှူစားတဲ့အခါကျတော့မြို့တော်ဘက်ကနေပြီးတော့လည်းတောင်တကားကနေတာငါတွေတန်းစီကြွအရှိဘက်တကားတွေလည်းတန်းစီကြွသူမြင်နေရတယ်မြင်နေတော့မေးတယ်မူကြီးမရလေးမေးတယ်တန်ဃာတွေပဲကြွကြတာတော့မူကြီးမရလေးကပြည်တယ်မမဗျာနေ့စဉ်တန်ဃာတွေဟာကျောင်းတကာကျောင်းမကြီးတွေရဲ့အိမ်ကိုကြွကြပါလေနော်တာဝတိမှာအနာရဝိကျောင်းတကာတစ်ကြီးရှိနော်ပြီးရင်စုလအနာရဝိဆိုတဲ့နာမည်တူတကာတရားလည်းရှိသူကလည်းအနာရဝိလိုပဲသာသနာကြီးလို့နော်ကျောင်းတကာတော့မဟုတ်ဘူးဒါပေမဲ့သာသနာအလုံးကြီးလို့ပြီးရင်ဝိတာကာရှိတယ်သုံးပါးဝါသာရှိတယ်နော်တကယ်အရိယာတကာဓမ္မအနာရဝိကျောင်းတကာတထေးကြီးရဲ့အိမ်မှာတန်ခါ2000နေတိုင်းကြွားတန်ခါ2000နော်အဲဒီမှာဆုံးဖုံးပေးတယ်မျိုးလေးဆုံးကန်ကြွားပေးရတယ်အဲဒီကျောင်းတကာကျောင်းသားကြီးတို့အိမ်ရဆုံးစားစေရဆုံးဖုံးပေးကြအဲဒီမှာဆုံးဖုံးပေးတယ်အေးကြီးအကျယ်ကြီးပေါ်အဲ့ဒီမှာဆုံးစားစေရကြီးတွေစောက်တာဆုံးစားကျောင်းကြီးတွေစောက်တာအဲ့ဒီမှာဖုံးပေးကြဝိတာခအိမ်မှာတန်ခါ900နေတာသုလနာရဝိအိမ်လည်း900သုဘဝါဒအိမ်မှာလည်း900တန်ခါလေးအဲ့ဒါနေစဉ်ကြွားပြီးတော့အဲ့ဒီမှာဆုံးဖုံးပေးကြဆုံးဖုံးပေးကြပြည့်လို့ကြွားလာလားမဟုတ်ဘူးအထူးပြည့်ရမလို့ဘူးတဲ့နော်ယူရဲရတဲ့ဆုံးခံနေဆုံးမပြည့်စုံဘူးဒါမှမဟုတ်ဖုံးပေးတဲ့နေရာမရှိဘူးအဲ့ဒီကျောင်းသားကျောင်းသားတွေအိမ်ကြီးခုနတခါကြီးကမာကြီးအိမ်ကြီးကြွားပြီးအဲ့ဆုံးသားစီရမှာဖုံးပေးလူရာယူဖုံးပေးဖြည့်ပြီးနော်မပြည့်စုံဘူးဆိုပြည့်တဲ့ဆုံးမပြည့်စုံဆုံးဟင်းမပြည့်စုံဟင်းအချိုးအငန်းစသည်ဖြင့်ပေါ့နော်အကုန်ပြည့်စုံအောင်စီစဉ်ပေးတာအဲ့ဒါကြောင့်အဲ့ဒီကြွားရတာတဲ့အဲ့ဒီတော့ကောသလမင်းကြီးကသူကဉာဏ်ပညာနည်းတယ်ဘယင်နာဖြစ်တာသူကစားတာနဲ့အိတ်တာလောက်ပဲစိတ်ဝင်စားနော်အဲ့ဒီတော့သူကစဉ်းစားတန်ခါလေးတစ်လောက်များသူတို့ကျောင်းတော်ကျောင်းပါတွေနေကြတော့မပိတ်ဘဲနဲ့တွားကြငါနန်းတော်ကြတော့တကားမှမလာကြဘူးဂျီဝနာပေါ့လေနော်ဘယင်ကြီးအဲ့ဒါနဲ့ညနေကြတော့ဘုရားကျောင်းသွားပြီးတော့အဲ့ဒါမြတ်စွာဘုရားသွားပဲမြတ်စွာဘုရားပူကြီးတဲ့တန်ခါတက်ထောင်တပည့်တော်မနှက်ပြန်နန်းတော်မနှက်ပြန်မှာတပည့်တော်နန်းတော်ဆုံးသားကြွပါဗျာဆိုဆုံးသားပဲနော်ဘလောက်ပဲလို့9ရက်ပဲ9ရက်9ရီနန်းတော်မှာဆုံးပိတ်ကြတယ်ဘုရင်ကြီးဘုရင်မကြီးကိုယ်တိုင်စီမံပြီးတော့နော်ဦးစီးပြီးစီမံပြီးတော့ဆုံးကတ်9ရက်မြောက်နေ့ကြတော့အဲ့ဒါဆုံးကပ်ပြီးတော့မြတ်စွာဘုရားရှောက်တယ်မြတ်စွာဘုရားဒီလိုပဲနေ့စဉ်ဘုရားနဲ့တန်ခါတွေတပည့်တော်နန်းတော်ကိုစွန့်စားကြွပါဘုရားနေ့စဉ်ကြွခိုင်းနော်သူများအိမ်ကြီးကြွမှာဆိုလို့သူနန်းတော်ကိုအဲ့ဒါနေ့စဉ်ကြွပါတဲ့နော်နေ့စဉ်ကြွမြတ်စွာဘုရားကလက်မခံပါ
ဒါကြီးမြတ်စွာဘုရားရှင်တို့ဆိုတာတဏှာထဲမှာကြွရတာမဟုတ်ဘူးအနေနဲ့ရရကတရားဓမ္မတွေကလည်းပဲဘုရားကြွလာဖို့တောင်းတကြတယ်မျှော်လင့်ကြအလိုရှိကြဒါကြောင့်မလို့ဘုရားရှင်တို့ဆိုတာတဏှာထဲမှာပုံဒီကြွလို့မရဘူးလို့ဒီလိုပဲမြစ်ပါနော်ပဲမြစ်တဲ့အခါကျတော့ तू ကလည်းမလျှော့အဲ့ဒါဆိုရင်ဘုရားတဲ့ယဟန်တော်တစ်ပါးပါးကိုတာဝန်ပေးပါဗျာတန်ခါ900နေစဉ်တပည့်တော်အိနန်းတော်မှာစမုတ်ပေးပါဗျာဆိုမြတ်စွာဘုရားကအရှင်အာနန္ဒာကိုတာဝန်ပေးအရှင်အာနန္ဒာမှာတပည့်900ရှိဇဂအာနန္ဒာတင်တဲ့တပည့်900နန်းတော်မှာနေစဉ်စွန့်ကြွပါစမုတ်ပေးပါအရှင်အာနန္ဒာကလည်းကောင်းပါပြီဗျာအဲ့ဒါနောက်ရက်အရှင်အာနန္ဒာအမှုပြုတဲ့တန်ခါ900ကြွတယ်နော်အဲ့ဒါဘုရင်ကြီးနဲ့မိဖုရားကြီးတို့ပူဆောင်ပြီးတော့စီမံပြီးတော့ဆုံးကတ်တယ်တရက်အစဉ်ပြေတယ်2ရက်အစဉ်ပြေတယ်3ရက်အစဉ်ပြေတယ်4ရက်မြောက်ကြတော့ဘုရင်ကြီးပြေးသွားအလုပ်ကြီးများပြီးတော့ဟုတ်လားကြာတော့ပြေးသွားပြေးသွားတော့ဆုံးနေရာထိုင်နေဆုံးပုံနေစီမံဖို့ပြေးသွားတာမလုပ်ဖြစ်ဘူးမစီမံနန်းတော်ဆိုတာကလည်းပဲတာဝန်တည်တံ့ပေးထားမှသူကလုပ်ရဲတာဝန်မပေးဘဲနဲ့သွားလို့ရင်ကြော်လုပ်တယ်ဆိုအလုပ်ပြုတ်သွားမှာဟုတ်လားဘယင်တို့ဆိုတာအာနာရှင်တွေလေအာနာရှင်တွေအဲ့ဒါပါဇက်ကပြောရင်အမိတ်ပြစ်သွားတယ်နော်ကြောက်စရာအလုံးကောင်းတာဒါကြောင့်မလုပ်ရင်ဘူးမခိုင်းမဲနဲ့လေသူကအရင်ရက်ဒီမှာဘသူကဘယ်တာဘယ်မကြီးကဘာတာဝန်ယူချေးပြောရေးတာဝန်ယူဘသူကနေရာတိုင်းနဲ့တာဝန်ယူကျူစုရေးတာဝန်ယူလို့အတိအကျတာဝန်ပေးမထားပေးမထားတော့မလုပ်ရဘူးတန်ဃာတွေကကြွားလာပြီးနေရာထိုင်နေအရန်သိမရှိဘူးနေရာထိုင်နေအရန်သိမရှိဘူးချက်တာပြုတ်တာဟိုဆုံးပေါ်နေအရန်သိမရှိဘူးစေနာကြီးွယ်နဲ့အစင်မပြေသေးဘူးတန်ဃာတွေကဘယ်နာထိုင်ရမှမသိ7 နာရီခွဲအဲ့တော့ခြေတီတော့မကောင်းဘူးမိမြန်စုံစမ်းကြည့်တော့လည်းဘာမှစီစဉ်မထားအဲ့တော့တန်ဃာတွေကကျောင်းသားကျောင်းမကြီးတွေသွားကြစို့ဆိုပြီးတော့အဲ့ဒါကျောင်းသားကျောင်းမကြီးတွေသွားစုံစားကြနော်စိုးပင့်ပြီးတော့မေ့နေတယ်မေ့ဘယင်ကအဲ့တော့နောက်ရက်ကြတော့တန်ဃာတော်လောက်ကမလိုက်တော့ရှင်ပြားတို့ပဲသွားကြဘယ်နဲ့ဆုံးပင့်ပြီးတော့မေ့ရမဟုတ်လေကြောင်းကကြောင်းပါကြီးအိမ်သွားမယ်တူတော့ပြီးတော့ကတော့ခြေကြောင်းမကန်တော့ဘူးအဲ့ဒီပဲတားတော့တဝက်လောက်ကမလိုက်တော့အဲ့ဒီကျလည်းမေ့အဲ့လိုပဲကြောင်းကကြောင်းပါကြီးအိမ်သွားစားရနောက်ရကြရှင်အာနန္ဒတပါးဖြစ်ကြတော့တပါးလိုက်ကြတော့နော်အဲ့ဒီမှာပါရမီရှင်သူတော်ကောင်းတွေကတော့ဘလို့ခြေနေမျိုးပါပဲဖြစ်ဖြစ်တဲ့ဂရိမဖြတ်ပဲနဲ့ချီးမြှောက်ကြတယ်နော်ဒါလည်းမှတ်သားစရာကောင်းမှတ်သားကြအရှင်အနန္ဒတပါးလိုက်ကြအဲ့ဒီနေ့ကျမှဘုရင်ကြီးကအမှတ်ရဟာတန်ဃာတွေဆုံးခဲ့တာပါလားဟေးချက်ကြရေးပြုတ်ကြရေးနေရာထိုင်ခင်းတွေပြင်ညာရေးနေလို့900စာပြင်ခိုင်းတယ်900စာချက်ခိုင်းတယ်ကြွလာတာတပါးကဲတန်ဃာတွေပြင်ပြီးပေးဆိုတော့အရှင်အနန္ဒတပါးလေးကြွလာတဲ့အခါကျတော့မေးတာပေါ့ငါပင့်တာက900ဘာလို့တပါးတည်းဖြစ်နေတာတော့ဟိုအမကြီးတွေကလည်းပဲဘယင်ဆိုတော့လေကြောက်ပါပေါ့လေဟုတ်လားအကြောင်းကျိုးအဆုံးကိုမပြောဘူးဘယင်ကြီးမေးနေတယ်ဆိုတာမျိုးမပြောရဘူးအဲ့တော့ကျောင်းသားကျောင်းမကြီးတွေအိမ်သွားကြပါလေဗျာငါကမှအဲ့ဒီသွားလို့သူကမကြိုက်လို့နန်းတော်ပြင်တာလေခုအဲ့လိုလျှောက်တဲ့အခါကျတော့ဘယင်းစိတ်ကြီးဆိုတာပြင်တာကငါပြင်ကြွားတော့သူတကားဓမ္မတွေအိမ်ကြွားဒါမတရားဘူးဆိုပြီးတော့အဲ့ဒါညနေကြတော့ဘုရားစီသွားမြတ်စွာဘုရားလျှောက်ဒီလိုပဲအရှင်ဘုရားတပည့်ကြီးကောင်းလာတော့တပည့်တော်900သာပြင်လာတာကြွားတော့တပါးလေးကြွားတယ်တပည့်တော်ဆွမ်းနေအလားပြည့်တယ်ဗျာတဲ့ဖြည့်စည်းတယ်ဗျာဆိုသွားလျှောက်တာနော်သူ့ပြည့်တော့သူမမြင်ဘူးနော်
အဲ့တော့မြတ်စွာဘုရားကဘုရင်ကြီးလည်းပဲအပြစ်မပြောပါနော်အပြစ်ပြောလို့လည်းမဖြစ်ဘူးလေတန်ဃာတွေအပြစ်လည်းမဟုတ်ဘူးဒါအဲ့ဒီမှာမြတ်စွာဘုရားကဒကာကြီးတဲ့အင်္ဂါကူးချက်နဲ့ပြည့်စုံတဲ့နေရာမျိုးအိမ်မျိုးမှာမသွားကြဘူးတဲ့ဧည့်သည်တွေတန်ဃာတွေမသွားကြဘူးသွားရင်လည်းမထိုင်ကြဘူးတဲ့နော်သွားရင်လည်းပါလေမထိုင်ဘူးနော်အဲ့ဒါဘာတွေတော့ဆိုလို့ရှိရင်နံပါတ်1ကမြက်မြက်နုံနုံလူလူချင်းနဲ့ခရီးဦးမကြိုဆိုဘူးတဲ့ဟုတ်လားမြက်မြက်နုံနုံနဲ့လူလူချင်းနဲ့ခရီးဦးမကြိုဆိုဘူးဆိုလို့ရှိရင်အဲ့ဒီနေရာမျိုးမလာကြဘူးအဲ့ဒီတန်ဃာတွေမသွားဘူးသွားလည်းမထိုင်ဘူးဗတ်တယ်နောက်ပြီးတော့မြဲမြဲနုံနုံနဲ့နှစ်ကရင်ထဲကနေပါပြီးတော့အယုံသေးမပြူဘူးလေနော်အယုံသေးမပြူဘူးနောက်ပြီးတော့နေရာထိုင်လည်းမပြူဘူးနေရာထိုင်လည်းမပြူဘူးဟုတ်နော်နောက်ပြီးတော့ရှိတာလေးဖွက်ထားတယ်တဲ့နော်ရှိတာလေးပါဖွက်ထားတယ်နော်ရှိတာလေးဖွက်ထားတယ်မြန်မာဆိုတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းမလာဘူးတဲ့နော်နောက်ပြီးတော့ရှိတာကအများကြီးရှိတယ်တဲ့ဒါပေမဲ့လို့ပြီးတာကျွေးတာကနည်းနည်းလေးဆိုလည်းမလာဘူးတဲ့နောက်တစ်ခါမလာတော့ဘူးရှိတာအများကြီးရှိတယ်ဟုတ်လားကျွေးတာပြီးတာကနည်းနည်းဆိုလည်းမလာဘူးနော်နောက်ပြီးတော့အကောင်းတွေရှိပါရဲ့နဲ့အညံ့လုံးကိုရွေးပြီးတော့ကျွေးတယ်ပြီးတယ်ဆိုလည်းမလာဘူးတဲ့နော်မှတ်သားစေဟုတ်လားအဲ့ဒီအိမ်လာတယ်ဆိုလို့ရှိရင်ပြည့်ပြည့်စုံစုံတော့ကျွေးဝေးအခါပါလေဟုတ်လားပြီးရင်ကိုစားတယ်လို့တော့ဓာတ်လူတော့ကျွေးရဟုတ်လားအဲ့ဒါဆိုရင်လေဘောမတော်များသောအားဖြင့်တော့အဲ့ဒါဆိုရင်တော့အထူးပြင်ပြီးတော့ကျွေးရတာပါကိုစားတာလည်းကိုပဲပို့ပြီးတော့ပြင်စင်ကိုကတော့ဖြစ်တယ်လို့လားနေစဉ်စားကြစားမယ်လေအဲ့ဒါကျွေးဖို့ဆိုလို့ရှိရင်ဘောဝေရရပြင်စင်ပြီးတော့မုံမမြက်မြက်ကျွေးရတာများပါလေနော်သူကြအဲ့လိုမဟုတ်ဘူးတဲ့ကိုစားတာလည်းကိုရော့ပြီးတော့ကျွေးတာလေနော်ကျွေးတာပြီးရင်နော်ပြီးလို့ရှိရင်ဒါဟိုတန်ခါလေးနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင်တရားနာဖို့အနာမလာကြဘူးမထိုင်ကြဘူးဟုတ်လားစကားစပြီးမပြောဘူးပဋိသန္ဓာရတွေမပြောဘူးမခတ်ဘူးဒါမျိုးဆိုလို့ရှိရင်လည်းမလာဘူးနော်မလာကြပြီးရင်စကားပြောတဲ့အခါတရားဟောတဲ့အခါမှာလည်းပဲတေချာစိတ်ဝင်စားနားမထောင်ဘူးဆိုလို့ရှိရင်လည်းပဲမလာကြပါဘူးနော်ဒါမလာခြင်းရဲ့အကြောင်းကိုချက်ပြောင်းပြန်တော့လာခြင်းရဲ့အကြောင်းကိုချက်နော်ဒါတကယ်ကိုဝမ်းမြောက်ဝမ်းသာနဲ့ကြည်ဥကြိုးဆိုကြတယ်အယိုသေးပေးရတယ်နေရာထိုင်ခြင်းတွေပေးရတယ်နော်ဘာမှဟိုဖွက်ထားတာတွေမရှိဘူးဟုတ်လားနော်ပြီးရင်နည်းနည်းရှိတာတောင်မှရှိသမျှအကုန်ကျွေးတယ်အကုန်ပေးနော်ပြီးရင်ဘုံဘုံမြက်မြက်ကျွေးတယ်ပေးတယ်ဟုတ်လားနောက်ပြီးတော့စကားပြောကြတယ်စကားပြောတဲ့အခါမှာလည်းတကယ်ကိုလေးလေးနက်နက်ရင်းရင်းနှီးနှီးနော်တေချာနားဆိုင်တောင်းပြီးတော့ပြောကြတယ်ဒီလိုအင်္ဂါရဲ့ဒီနဲ့ပြည့်စုံမှယဟန္တာဟာဒီဧည့်သည်ဆိုတာကိုကြောင့်ကိုအိမ်လာကြတာနော်ဒါပြောရမယ်ဆိုရင်တော့ဘုရင်ကြီးကိုတရားနဲ့နှက်ပေးလိုက်တာနော်နန်းတော်မှာဒါမရှိလို့မလာတာပဲတာပါလေရဟုတ်လားကျောင်းသားကျောင်းမကြီးတွေကဒီအင်္ဂါတွေနဲ့ပြည့်စုံလို့တာပါလေသွားတာဒါပြောတာနော်အဲ့တော့မြတ်စွာဘုရားကအဲ့လိုဟောလိုက်နော်အဲ့လိုဟောပြလိုက်အဲ့လိုဟောပြလိုက်တော့ဘုရင်ကြီးကနားလည်မှုတွေလွှဲပြီးတော့အဲ့ဒါဟိုဖယားနဲ့ဆွေမျိုးတော်ကိုလိုတယ်ဆွေမျိုးတော်ရမယ်ဆိုပြီးတော့တာကွယ်မင်းသမီးကိုမိဖုရားပြောက်ဖို့သွားလောက်တာလေအဲ့ဒီမှာတာကြီးမင်းတွေကလည်းတွေးမရောဘူးဆိုတော့
ကျော်မနဲ့ရတဲ့သားကိုအဲ့ဒါသမီးကိုဒီပြားလုပ်ပြီးတော့အဲ့ဒါပေးလိုက်တာမင်းသမီးဆိုပေးလိုက်အဲ့ဒီကဝိတလူပမွေးနော်ဝိတလူပကအဲ့တိသွားပြီးတော့မှတာဂီမင်းတွေကိုအဲ့ဒါမျိုးတုံးအောင်တတ်ပြစ်နော်သူဘီရင်ဖြစ်တဲ့အခါလေဝိတလူပဖြစ်သွားတာအဲ့ဒီတော့မြတ်စွာဘုရားကကျောင်းနေအိမ်နေနေရာတွေမှာတန်ဃာတွေနဲ့ဧည့်သည်လာမလာဟာဒီအင်္ဂါ9ရက်ရှိတယ်နော်အဲ့တော့ဘုံဘုံတော့စေတသိက်ပါရမီရိပ်တာဒကာကြီးဓမ္မကြီးပါရမီကျောင်းနော်တန်ဃာတွေကြွားတဲ့တန်ဃာတိုင်းရောက်တယ်ပြောတယ်နော်ဘာကြောင့်လို့ခုနအင်္ဂါတွေနဲ့ညီလို့ယူတည်ကြတယ်လေးစားကြတယ်တရားဝါမြောက်ဝန္တာခီးကျူသူကြတယ်ဟိုဒီလိုက်ပို့တယ်နော်ဘယ်သွားနေလဲဆိုပို့တာပဲနော်ဘယ်သွားနေလဲဆိုပို့တာဟိုတနေ့ကဆိုရင်အဲ့ဒါမြူကြီးရမိဘနေကြည့်ကျင်တယ်ဗျာဆိုလိုက်ပို့တာဖြစ်တယ်ဟိုမှာဒီညာဟိနော်သူတို့စစ်တမီရောက်တယ်တစ်ခါမှမကြည့်ဘူးဖုတ်တယ်ပုံပုံနဲ့မှကြည့်ဘူးတာအလောလာလာပဲမရှိမိဘနေဖောက်တာလေနော်အလောလာကျေးဇူးထူးတယ်လေနော်အဲ့လိုမျိုးနော်အလုံးတော်ကောင်းပြီးတော့အလုံးအပြုစုကောင်းကြတာအလုံးပြုစုကောင်းကြဒါကြောင့်မလို့တန်ဃာတိုင်းကပါရမီကျောင်းမှာပြောတယ်ရောက်အောင်လဲတွားတယ်အဲ့ဒီမှာတဲတယ်နော်ပြောကြအချိန်စီးလို့သာပြန်ကြရတယ်နော်တကယ်ကိုပြောစရာကောင်းပြောတယ်တကယ်ကိုဆွေမျိုးအိမ်ရောက်နေတယ်လို့ကိုကြောင်းကိုနေရတယ်လို့အလုံးစိတ်ချမ်းသာနော်အလုံးစိတ်ချမ်းသာဒါဘုံဘုံတို့ကျောင်းကကျောင်းပါကြီးတွေနဲ့ပါရမီကဒကာဒကမတွေရဲ့စေတနာတရားတွေပဲနော်မေတ္တာတရားတွေပဲတန်ခါဆိုလို့ရှိရင်ဘယ်တန်ခါဆိုတာမရွေးဘူးဟုတ်လားတန်ခိကနော်တန်ခိကအဲ့လိုမျိုးကိုနော်အဲ့လိုမျိုးကိုစေတနာတရားတွေကောင်းကြတာသာသနာတော်ကိုကြီးညိုကြတာနော်ဒါကြောင့်မလို့ဘုံဘုံတို့ကဒီနေ့ကျောင်းကကျောင်းပါကြီးရဲ့အလှပွဲမှာနော်ဒီအလုံးကိုကျေးဇူးတင်တယ်အလုံးကိုလည်းပဲဝမ်းသာတယ်နော်ဒီအမေရိကလာတာတောင်မှဒီအစူစာကျောင်းနော်ဒီအစူစာကျောင်းဆိုတာလည်းပဲတရားကြီးတို့ဓမ္မကြီးတို့ပါရမီကျောင်းလို့ပဲနော်တန်ဃာတော်တွေပျော်တဲ့နေရာတန်ဃာတော်တွေရောက်တဲ့တန်ဃာတိုင်းရောက်တဲ့နေရာပျော်တဲ့နေရာနော်ပျော်တဲ့နေရာဒါကြောင့်ဒီသုသာကျောင်းမှာလာရောက်ပြီးတော့ကုသိုလ်တွေလုပ်တာဘုံဘုံတို့ကအလုံးကိုပဲဝမ်းသာပါတယ်ဒါကြောင့်ဘုံဘုံတို့ကလည်းနော်တရားကြီးဓမ္မကြီးတွေပုံစံပြောနေတာနော်လက်မကဖြတ်ပြီးတခါလေအဲ့ဒါလာတော့တာနော်ဒါလာမှာပေါ့ဟုတ်လားအဲ့ဒါကိုတိုးပြီးတော့ချီးမြှောက်နိုင်ကြပါစေထောက်ပံ့နိုင်ကြပါစေလှူဒါန်းနိုင်ကြပါစေကုန်သတည်းဒီစချာရနော်ဣဒံမေပုည္ညာအာနဝတ္ထယံအာဝဟောတုအရှင်ဘုရားတပိတော်တို့သည်အလုံးစုံသောတန်တရာဝိစေယအပေါင်းမှလွတ်မြောက်ရာဖြစ်သောနိဗ္ဗာန်ကိုမဉ္ဇဉ်ပူဉ္ဇဉ်တို့ဖြင့်လင်းမြန်စွာမျက်မှောက်ပြုပါရခြင်းအကျိုးမှာ၎င်းယခုဘဝ၌ပင်ကြာရောက်တတ်သော96ဖြာဘေးရောဂါတို့မှဝေကွာကင်းလွတ်၍ကောင်းကျိုးချမ်းသာမင်္ဂလာဒုက္ခအဝဝတို့သည်တဏိတချာတဏိလာကဲ့သို့ပြန်ပွားစီပင်ပါစေခြင်းအကျိုးမှာ၎င်းရည်မှန်းတောင်းတကြ၍ဒရဏဂုံသုံးပါးနှင့်တကွငါးပါးသောသီလတော်မြတ်ကိုကျင့်သုံးခံယူ
စောင့်တည်ပြီးလျင်ဖရာမှုရှိသောသံဃာတော်အရှင်မြတ်တို့အားမောမြတ်လာစွာသောစွမ်းကဲပွယ်ဘောဇင်ကျိုးချင်းရတာအပြားပြားတို့ကိုနိဗ္ဗာန်ဤမှာလူရန်ရပါကုန်၏အရှင်ဘုရားကြွားရောက်ချင်းရောက်ကြသောဧပရိတ္တတို့အားလည်းဧခံကျွေးမွေးကြပါကုန်၏အရှင်ဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်ရသောအားထုတ်ရသောဒါနအနှင့်သီလအနှင့်ဘာဝနာအနှင့်သုံးပါးကောင်းမှုများကြောင့်ဘုရားသာသနာတော်၏အနှစ်ဖြစ်သောမဂ္ဂုနိဗ္ဗာန်ကိုယ်တန်သောလောကုတ္တရာတရားတော်တို့ကိုအရဟတဘူပါသင်္မြန်ထုတ်ချမျက်မှောက်ပြုရသည်ကိုရှိကြရပါလိုကုန်၏အရှင်ဘုရားဤကောင်းမှုအစုစု၏အဖို့ဘာလာများကိုမိဘဘိုးဘွားဆရာသမားကျေးဇူးရှင်များအစထား၍30ဘောကျင်လေကုန်သောဝိနိယတတဝါအပေါင်းတို့အားအမြပေးဝေကြပါကုန်၏အရှင်ဘုရားအမြရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှယူတော်မူကြပါကုန်သောသာဓုသာဓုသာဓု ဘုဒ္ဓရဲ့အရာဝါဒပါတယ်လို့ပြောတာစက်ဒီမှာတွေ့ရတယ်ဒီမှာပြန်ဆိုတော့ကိုဝမ်းသာပါတယ်ကဲဒါလေးနဲ့မိသားစုနားလေးထည့်တတ်ဖို့ရတယ်မှာတရားနော်ပြီးတော့မိတ်ဆွေတွေနဲ့တော့ရိုက်မယ်Kita
Thank you for coming. Thank you. Manly Hotel, Manly. Very good.တကယ်ဟိုကကြားလာပြီးမတွေ့တာအခုမှတခါလဲဟိုနေတွေပြန်စုံတွေ့တဲ့တွေ့ကြောင့်အရန်ပဲဟိုတွေဝမ်းသာပါတယ်ကျွန်တော်တို့နော်ညီဆက်လက်စုံလို့ပေါ့ညီဆက်လက်စုံလို့ပေါ့ That's a long time ago. And the phone is Steven. You know them, right? We have sister and brother. They cook good too. Amira, hello. Bunny rabbit. This is my cousin.
Okay. Big family. It's my daughter Sarah and my son Owen. Yeah. Thank you. Right for everybody. That's So coffee feeling, very delicious. good. It's still really close to her, you know, in case, yeah. Let's take a picture.
Look at him.
မလေးထည့်ပေးရလို့လည်းချောတာကြည့်ပါဦး တနာတယောက်ဟာရိုက်စားတာမလွယ်ပါဘူးရ ခြေဟင်းလေးပါဒီဗီဒီယို ဗီဒီယိုရိုက်ရောင်းတယ်တော့အကြီးပဲတော့ရောင်းလို့အကြီးပဲဒီကအကြီးပဲဘယ်တော့လို့ကျွန်တော်ရပြင်းလို့ဒီလိုရင်ကြည့်လိုက်ဒီလိုရင်ကြည့်လိုက်ဒီလိုရင်ကြည့်မယ်ဒီလိုရင်ကြည့်တော့ဒီလိုကြည့်ပါ โอเคโอเคရပြီ I want to be just like you when I grow up ဒီမှာ main ကလေးတွေနဲ့ခလဲပါဒီလိုကြည့်မယ်ဒီလိုကြည့်မယ်This is the video. So keep talking. Keep talking. Say something. Keep talking. Thank you. Thank you for welcome. အဲ့ဒီဘလောက်ချောတဲ့အကြောင်းပြောလိုက် ဟုတ်တယ်အကျန်းချောတာကျွန်တော်ချိုးဆိုလို့ရှိရင်လေသူငငယ်တုန်းကသူ့ဓာတ်ပုံဆွဲထားတယ်။အော်အရန်လာတကယ်မျိုးထဲမှာအချောဆုံးတရားဟုတ်တယ်တကယ်ပြောတာမျိုးထဲမှာအချောဆုံးတရား Thank you လို့ပြောတယ် Okay ဒီနေ့ပဲရှိတယ်ဘောတော့တော့တက်မှာပဲဒီဘေဘီလည်းခေါ်တယ် Robert ဆိုလို့ရှိရင်ဆွဲတာဒီမှာပပတူရှိတော့အရင်မှမိတယ်သိချောတယ် Yeah, sure. I'll call. Thank you again, okay?
မာကြီးရဲ့ရှင်တွေကဒါနာ